ကျမတို့တွေကဒီကိုယ့်ဘဝကြီးမှာပေါ့နော်လှပတဲ့အရာတစ်ခုကိုပုံဖော်ဖို့ဆိုရင်အချိန်အတိုင်းအတာတစ်ခုထိပေးရတာပေါ့နော်ပုံမှန်အားဖြင့်ကျမတို့ငယ်ငယ်တုန်းကပညာရေးသင်ခဲ့ကြတယ်အဲ့လိုမျိုးသင်ခဲ့ကြတယ်ဆိုတော့ကျမတို့ foundation တစ်ခုကိုခံရအောင်နောက်တစ်ဆင့်သွားမဲ့ဒီ next step အတွက်ကိုအဆင်ပြေရအောင်ကျမတို့ကပညာရေးသင်ခဲ့ကြတယ်အသက်ကြီးလာတဲ့အခါမှာလည်းကျမတို့စီးပွားရေးတွေလုပ်ကင်ကြရတယ်ပြီးတော့ဝန်ထမ်းဆိုရင်လည်းဝန်ထမ်းအနေနဲ့ကျမတို့ဒီအစိုးရဌာနမှာဖြစ်စေဒီ paper organization တွေမှာမဆိုအလုပ်ကင်ကြရတယ်ပေါ့နော်ဒါကဘာလဲဆိုရင်ကျမတို့ရှေ့ဆက်ရမယ့်ဘဝအတွက်ကို foundation နဲ့တစ်ဆင့်ပြီးတစ်ဆင့်ချနေတာပေါ့အဲ့လို foundation ချဖို့လိုအပ်တာကလေဘာလို့လိုအပ်လဲဆိုရင်ကျမတို့ဒီနန်းတရားတွေဒါမှမဟုတ်ဒီအဆောက်အဦတွေအကြီးတွေလိုမျိုးပဲကျမတို့တနေ့တစ်ချိန်မှာလောကကြီးကိုကြီးထွားလာတဲ့အချိန်မှာကျမတို့ရဲ့ဒီအောက်ခြေတောင်မခိုင်ဘူးဆိုရင်ကိုကအလွယ်တကူပြန်ပြုတ်ကျနိုင်တယ်ဒါမှမဟုတ်အလွယ်တကူရိုင်နေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ရအောင်တခုဆိုရင်ကျမတို့အချိန်ယူရမယ်စူးစမ်းရမယ်ဒီ input တွေအများကြီးထည့်ရမယ်လို့ကျမတို့ငယ်ငယ်လေးကနေသိခဲ့ကြတဲ့အသိတွေရှိတယ်အဲ့ဒါအပြင်ကိုနောက်ထပ်တစ်ခုကျမတို့သတိထားရမှာကဒီ foundation ကမခိုင်ခဲ့ဘူးအောက်ခြေကမခိုင်ခဲ့ဘူးဒီအောက်တက်မကြေခဲ့ဘူးဆိုတော့ကျမတို့မှာဘာဖြစ်နိုင်လဲဆိုတော့လေအမြင့်ကြီးထွားတဲ့လူတွေမှာနောက်ထပ်တွေ့ရတာဘာတွေ့ရလဲဆိုအတ္တကြီးသွားနိုင်တယ်ပေါ့သိလားလူတွေအကုန်လုံးကိုအထင်သေးနိုင်တယ်ပြီးတော့ရင်ဒီလူတွေကငါးလောက်မတော်ဘူးငါးလောက်မတက်ပါဘူးငါးလောက်စူးစမ်းကြဘူးအဲ့တော့သူများကိုအလွယ်တကူအထင်သေးအမြင်သေးစိတ်တွေဝင်လာနိုင်တယ်ပေါ့နော်ဒါကဘာလဲဆိုရင်ကိုယ့်ဘဝမှာဒီအနှောက်အယှက်တစ်ခုပေါ့ဒီ negative thoughts တွေဝင်လာတဲ့အခါမှာကို enjoy လုပ်ရမယ့်ဟာကိုမလုပ်နိုင်တော့ပဲဒီ negative ဖြစ်တဲ့အတွေးတွေပေါ်မှာပဲကိုအာရုံကရှိနေလို့ဆိုကိုကနှစ်ခါရှုံးရတာပေါ့ကိုကရရှိခဲ့ပြီးဒါတော့ကိုက enjoy မလုပ်ဘူးကိုကမကောင်းတဲ့ဘက်မှာအာရုံရောက်နေနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့တစ်ခုခုဆိုရင်အချိန်ယူပြီးတော့အောင်မြင်တဲ့တစ်ဆင့်ချင်းဒီ step by step ခေတ်ကားလေးလိုမျိုးပဲပေါ့အဲ့လို step by step သွားတဲ့လူတွေကကြတော့သူတို့ရဲ့အောင်မြင်မှုကပို့ပြီးတော့အတိုးရှိတယ်သူတို့စိတ်ထဲမှာအများကြီးပြီးတော့တွေ့ရတာလေဒီကျင့်နာမှုပေါ့ဒီတစ်ဖက်သားကိုဒီ sympathy empathy သူတို့မှာအကုန်လုံးပြည့်စုံနေပေါ့နော်အဲ့လိုလူတွေကရေရှည်မှာအောင်မြင်မှုကိုပို့ပြီးတော့ထိန်းထားနိုင်တယ်